တင်းလာနေမွေးဖွားတော်မိတ်ဆွေများအားလုံးမင်္ဂလာပါဗျနော်ကျွန်တော်တို့ဘာရှင်မင်းတွေကပဲဆရာမင်းဒုက္ခပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့17ရက်5လ2025ရက်ကနေပြီးတော့18ရက်5လ2025ရက်ထိတင်းလာသားသမီးရဲ့တပတ်တာကညော်လေးကိုတာရမီဖတ်ကြားပေးမှာဖြစ်ပါတယ်နော်အဲ့တော့တင်းလာသားသမီးပါဆိုလို့ရှိရင်ဒီဗီဒီယိုလေးမှာ comment လေးဝေးခဲ့ပြအောင်ဗျနော်ကောင်းလေးကို follow မလုပ်ရသေးဆိုရှင် follow လေးတွေလုပ်ခဲ့ပြီအဲ့တော့17ရက်5လ2025ရက်နေ့ကို18ရက်5လ2025တပတ်တာအတွင်းမှာတင်းလာသားသမီးကြီးတဲ့နော်မိရဲ့လက်ရှိလုပ်ကိုင်နေတဲ့လုပ်ငန်းကနေပြီးတော့မတူညီတဲ့လုပ်ငန်းမျိုးလေးတွေအပြောင်းလဲလေးအသစ်ကလေးတွေလုပ်ကိုင်ရတတ်တယ်လုပ်ငန်းမှာလည်းမိမိကိုကူညီမဲ့လူတွေကြုံတွေ့ရတတ်တယ်ဝန်ထမ်းတွေဆိုလို့ရှိရင်အစိုးရဝန်ထမ်းတွေတို့ဒီမို့ဝန်ထမ်းပေါ့နော်ကုမ္ပဏီဝန်ထမ်းဖြစ်မိဒီဝန်ထမ်းကမဆိုဝန်ထမ်းတွေဆိုလို့ရှိရင်နော်ယာရုတိုးနိုင်တဲ့အနေထားလေးတွေမှာရှိတယ်နော်လုပ်ငန်းတက်လန်းနေပြီးပွင့်လန်းနေတယ်နော်မိမိလုပ်ငန်းမှာမိမိကိုအဆက်ဆက်ရာကိုကြီးဆောက်မှပေးမဲ့လူတွေရှိပေါ်တတ်တယ်เนาะအမျိုးသမီးမိမိရဲ့အထက်ရရှိရမိမိကိုအကူအညီပေးရလေးတွေရတတ်တယ်နောက်ပြီးတော့เนาะလုပ်ငန်းကိုင်တွေမှာเนาะစဉ်းစားဆုံးဖြတ်စရာလမ်းလေးတွေရွေးချယ်ရခက်တဲ့အနေအထားလေးတွေကြုံတွေ့ရတတ်တယ်เนาะအပြောင်းလဲလေးတွေရှိတတ်တယ်အဲ့တော့ပြောင်းလဲနိုင်တဲ့အပြောင်းလဲနဲ့ယခုလက်ရှိရှိနေတဲ့အနေအထားလေးနဲ့ဘယ်ဟာကိုရွေးချယ်ရမလဲဆိုတာလေးတွေကိုစိတ်တီးဖြစ်တတ်တယ်เนาะသို့တော့မှန်ကန်တဲ့ရွေးချယ်မှုကိုမိမိကတေချာပေါ်နိုင်ဆုံးဖြတ်ပြီးတော့ရွေးချယ်နိုင်လိမ့်မယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေကြေးမိမိလက်ထဲမှာငွေမမြဲတာလေးတွေရှိတတ်တယ်ငွေဝင်တော့မမြဲဘူးဝင်တော့ပြန်ထွက်နေတတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးလို့ရှိရင်အနေငယ်စိတ်တော့ကလေးရောက်ရတတ်တယ်မိမိမှာရှိတဲ့ငွေတွေလက်လွန်ပြီးတော့သုံးဆွဲတာလေးတွေကြုံတွေ့ရတတ်ပါတယ်တဲ့เนาะပညာရေးနဲ့ပတ်သက်ပြီးတော့အထူးကောင်းမွန်တဲ့ကာလပဲဖြစ်ပါတယ်တဲ့เนาะနိုင်ငံခြားနဲ့ပတ်သက်နိုင်ငံခြားမှာတွားရောက်ပညာသင်ကြားဖို့အတွက်စောင့်နေတဲ့တင်းလာသားသမီးများရှိလို့ရှိရင်ဒီတစ်ပတ်အတွင်းမှာအကျိုးထူးများရရှိနိုင်ပါတယ်တဲ့เนาะဆောင်ရွက်လို့အဆင်ပြေနိုင်ပါတယ်တဲ့အခြေအနေနဲ့ပတ်သက်ပြီးလို့ရှိရင်တော့ယခုတစ်ပတ်အတွင်းမှာတင်းလာသားသမီးတွေဟာတဲ့เนาะကိုချစ်တော့ပြန်ချစ်ချင်းမခံရဘူးတဲ့အချစ်ကိုလိမ့်လေလှည့်ပြခြင်းခံရတတ်တယ်เนาะတစ္ဆာပေါက်ချင်းခံရတတ်တယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တီးကြအခိုင်အငယ်တော့မရှိဘူးတဲ့သို့တော့အရင်ကြီးမှတဲ့ကျမ်းမာရေးအခိုင်အငယ်မရှိပေမဲ့เนาะခြေတော့မကြခဏနာလေးဖြစ်တတ်တယ်ပြီးရင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အငြိမ်မှုတော့ညာနဲ့အနေငယ်အားပြောနေတတ်တယ်မိဘကြီးခဲ့ရတဲ့ကျမ်းမာရေးအနေငယ်အားနေနေတဲ့အနေထားလေးတွေမှာရှိတတ်ပါတယ်เนาะအဲ့တော့ယခုတစ်ပတ်အတွက်တင်းလာသားသမီးတွေအတွက်เนาะအကျိုးပေးတဲ့အယောင်လေးကတော့အနီရောင်ဖြစ်ပါတယ်အကျိုးပေးတဲ့ခဏတော့3ပဲဖြစ်ပါတယ်เนาะအဲ့တော့ယခုတစ်ပတ်အတွက်ကံမြင့်ကတ်တက်စီရန်တင်းလာသားသမီးကြီးပြုလုပ်ရမယ်ရေဒီယာလေးရတော့တဲ့เนาะမေတ္တာရှင်တဘာဘာကိုတဲ့เนาะစံဒါနာလေးပြုပြီးပါပေါ့เนาะစံဒါနာလေးပြုပြီးပါတဲ့เนาะရေးကြီးရဲ့ကိစ္စရေးဆောင်ရွက်လို့မယ်ဆိုတိုင်းမှာမိမိတက်နိုင်တဲ့စံပမာဏလေးတစ်ခုကိုเนาะဒါတိရရှင်တဘာဘာကိုပေါ့เนาะကုသိုလ်ဒါနာလေးပြုပြီးလိုက်ပါတဲ့เนาะအဲ့ဒါဆိုလို့ရှိရင်ရေးကြီးရဲ့ကိစ္စရေးဆောင်ရွက်တိုင်းမှာအစင်ချိုးရပါလိမ့်မယ်ကံမြင့်ကတ်တက်စီပါလိမ့်မယ်ပေါ့เนาะဒါကတော့တင်းလာသားသမီးတွေတပတ်စာကံမြင့်ကတ်တက်စီရေဒီယာလေးပဲဖြစ်ပါတယ်เนาะဒီဗီဒီယိုလေးကတော့တင်းလာသားသမီးတွေတပတ်တာကံကြမ္မာလေးအေးနဲ့လှုပ်ဆောင်အောင်ရေဒီယာလေးကိုပြောပြပေးခြင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုလို့ရှိရင်အသေးလေးနှိပ်ပြီး share လေးလုပ်ခဲ့ပြီးတော့မယ်เนาะအကောင့်လေး follow လုပ်တဲ့နေ follow လုပ်ခဲ့ပြီးပါအားလုံးပဲကျေးဇူးတင်ပါတယ်เนาะကားရှိတဲ့ဒုက္ခတွေပြည့်စုံပါစေလို့မြန်မာဆိုတောင်းလိုက်ပါတယ်เนาะနှုတ်ဆက်ပါတယ်